ရထမှုပြန်သွားသောအခါတေရီယာမင်းသားသည်တောအတွင်း၌ယဟန်ပြုကာတရားအထုတ်ရာမကြမီပင်တမဘတ်အပိန်ရင်ရရှိသွားခဲ့သည်တစ်ဖက်တွင်လည်းရထမှုသည်နန်းတော်သို့ပြန်လာမင်းကြီးနှင့်မိဖုရားတို့အားအဖြစ်ပြက်အားလုံးကိုရှောက်တင်လိုက်လေသည်တရင်စကားကြားပင်လျင်မင်းကြီးနှင့်မိဖုရားတို့သည်ဝမ်းသာအားရဖြင့်သားတော်ရှိရာသို့အပြေးလွှာလိုက်သွားကြပါတော့သည်တော်ရဲတွင်ရသေးတင်နှင့်သားတော်ကိုတွေ့လိုက်ရသောအခါမင်းကြီးသည်အလွန်ကြီးညိုသွားပြီးသားတော်တိုင်းပြည်ကိုပြန်လည်အုပ်ချုပ်ပေးပါဟုတောင်းပန်ပြန်သည်ထိုအခါမင်းသားလေးကမင်းကြီးနှင့်မိဖုရားအပါအဝင်လိုက်ပါလာသူအလုံးကိုတရားဟောပြရာအလုံးပင်တန်ဝေကရပြီးရဟန်းပြုခဲ့ကြလေသည်ဘာနာတိပြည်သူပြည်သားအလုံးသည်စစ်စိမ်ဥစ္စာများကိုစွန့်လွတ်ခါမင်းကြီးနှင့်အတူတောထွက်ခဲ့ကြသည်ဘာနာတိပြည်ကိုတိမ့်ပိုက်ရန်လာရောက်သောအိမ်နီးချင်းတမန်တော်မင်းပင်လျင်စွန့်ပစ်ထားသောရွှေငွေများကိုမြင်ပြီးဖျားလောင်း၏တရားကိုကြားရသောအခါစိတ်ပြောင်း၍ယဟန်ပြုသွားခဲ့လေသည်အခြားသောခုနှစ်ပြည်တော်မင်းများသည်လည်းထိုနည်းတူစွာပင်ယဟန်ပြုခဲ့ကြလေသည်ဤသို့ဖြင့်တေရီယာမင်းသားနှင့်အတူယဟန်ပြုခဲ့ကြသောသူအလုံးသည်ကွယ်လွန်သွားသည့်အခါအဆင့်မြင့်သောနတ်ပြည်6ထက်နှင့်ဂျမတ်ပြည်တို့တွင်နတ်သားနတ်သမီးများဖြစ်သွားကြပါတော့သည်တေရီယာမင်းသား၏ဇာလန်းကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ